ကျွန်တော်ဒီထဲမှာ blazer fruit နဲ့တစ်ခါနှစ်ခါလောက်ထွက်ပြီး level 900ရအောင်လုပ်အောင်ပါကျွန်တော် YouTuber ဖြစ်တယ်ဗျာအခုတက်မလို့ကျွန်တော် like share subscribe နဲ့လုပ်ကြပါဦးဒီလေးတော့ကြပါအိုးဘာလို့လဲဗျာတို့ချင်လိုက်တာဒီမရရင်ကျွန်တော် fruit ပဲတော့ဖောက်တော့မှာဗျာfruit တော့ဖောက်မှာfruit ပေါက်မလဲမသိဘူးလိုင်းကတော့တော်တော်လက်တယ်တွေ့ကျွန်တော်ကုတ်ထန်းနေကြတော့ရှိတယ်ဘာလဲဆိုတော့အဲ့ဒါ E4ER Z luck ဆိုဟာပဲဗျာ E4ER Z luck ကျွန်တော်ထောက်ပါဗျာအဲ့ဒီစကေးနဲ့โอเคဖောက်တော့မယ်ကျွန်တော် line လန့်နေကြည့်အောင်ကျွန်တော် draw လို့မရဘူး line လန့်နေကျွန်တော်ဗျာမတက်ကတစ်လုံးနှလုံးလောက်ရှိရင်ပေးကြပါလားကျွန်တော်ဘာမှမရှိရလို့ပါဗျာဒီဂိမ်းထဲမှာကျွန်တော်ဘာမှတကယ်မှမရှိအားကြောင့်တနာခံပါဗျာဒီအပိုင်းပူရဗျာကျမ်းမာရတော့Spy food တနေရာမှာ draw ချပေးတယ်။အော် train လို့လောက်ပါတော့မသိဘူး။အဲ့ဒါကျွန်တော်ဝင်ထိုင်လိုက်အဲ့ဒါကျွန်တော်စတိုးလိုက်တယ်လိုက်။အော် train မခေါ်တယ်လို့ကျွန်တော်လည်းဝင်လိုက်တာအော်ခုံသွားပြီ။အော်ကျွန်တော်လည်းဝင်လုံးဘက်ကိုသွားတယ်။ရဲလုံးမှာ level 900ပြည့်အောင်သွားလုံးမှာဗျာကျွန်တော်အတန်းနဲ့လည်းတော့ကျွန်တော် idol ကိုပြောမှဆိုရင်တော့ခိုင်လို့ပဲဖြစ်ပါတယ်အားပေးကြပါဦးဒါ first ကျွန်တော် first အော်ကျွန်တော်အခုမှတတိယလို့ခြေကူးသွားပုံမြန်အဲ့လိုဒီတိုင်းသွား energy ကုန်တာပဲဖြစ်တယ်အဲ့ဒါလည်းရောက်မှတတိယရကိုရပြအောင်ပန်းလိုက်ကျွန်တော်ရ890ခုမှကျွန်တော်ထီရက်ဖို့စားတာ next level ကတော့290တက်ပြတော့မယ်ဗျာကျွန်တော်890ဟုတ်ပါဘူး900ထိပန်းသွားမှာline လာလို့ဘယ်ဆိုမှမအောင်ဒီလိုကြည့်အောင်ရနားကြည့်အောင်ကျွန်တော်ဘလို့မဆောလို့အချက်မပြေဘူးဖုန်းနဲ့ဆောနေရတာကြည့်ပါဦးဟုတ် line ရအရန်လက်တယ်ကြည့်ပါလုံးနေတာကောရိုက်နေတာစက်နေပါ
V3 လို့ကိုစဉ်းစားတယ်ဒါပေမဲ့CV တက်ကမှာရဲ့ CV တက်ကမှာအဖေါ်ကလည်းမရှိဘူးဗျာပြီးတော့ပတ်စာကလည်းမလာဘူးအဲ့ဒါကြောင့်ကျွန်တော်လောက်ရလိုက်ပါတော့ကောအခုတကောင်မဲလို့တော့ပါ900ပြီကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲကျမ်းမာကြည့်ဆိုင်ကြပါအားလုံးပဲဘိုင်ဘိုင်